ရားသခင်ဤနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုထပ်၍ပေးတော်မူတဲ့အင်္ဂလိပ်မှာဆိုဘာပြောဟာလဲဆိုတော့ seek first the kingdom of God ဖခင်သခင်ရဲ့နိုင်ငံတော်အရင်ရွေးချယ်ခိုင်းတာဖြစ်တယ်ဆိုတော့ကျမတို့ဒီနေ့ဘာကြောင့်မို့ဖခင်သခင်ကိုနံပါတ်1မှာထားပြီးတော့ရွေးချယ်ရတယ်လဲဆိုတော့ဖခင်ခိုင်းတာလို့ဖြစ်တယ်နော်ဆိုတော့ဖခင်သခင်ကကျမတို့မိသားစုကိုဦးစားပေးပြီးတော့အရင်မရွေးချယ်ခိုင်းဘူးကျမတို့ရဲ့ business တွေကိုအရင်ဦးစားပေးပြီးတော့အရင်မရွေးချယ်ခိုင်းဘူးကိုယ့်ရဲ့သားသမီးတွေကလေးတွေရဲ့ပညာရေးကိုနံပါတ်1မှာထားပြီးတော့အရင်ဦးစားပေးမရွေးချယ်ထားခိုင်းဘူးဖခင်သခင်ရွေးချယ်ခိုင်းတာအရာပါလဲဆိုတော့သူ့ရဲ့နိုင်ငံတော်ဖြစ်တယ်နော်ဆိုတော့ကျမတို့အသက်တာမှာရွေးချယ်မှုတွေရွေးချယ်ရမှုတွေကြုံလာရတဲ့အခါတိုင်းမှာကျမတို့ရွေးချယ်မှုမှန်ကန်မှုအရေးကြီးတယ်ဆိုတော့ဘုရားသခင်အရင်ဦးစားပေးခိုင်းတဲ့အရာသူ့ရဲ့ kingdom ကိုအရင်ဦးစားပေးခိုင်းတာဖြစ်တယ်ဆိုတော့ဒီနေ့လူတော်တော်များများယုံကြည်သူတော်တော်များများကြည့်လိုက်တဲ့အခါမှာရွေးချယ်မှုတွေမားနေတာကိုတွေ့ရတယ်ကျမတို့ဘုရားနဲ့ပတ်သက်လာရင်စီးပွားရေးကိုနံပါတ်1မှာထားကြတယ်ကျမတို့ business တွေကျမတို့ရဲ့အလုပ်တွေဟာငါလုပ်မှပဲငါစားရမှာပေါ့ငါမလုပ်ဘူးဆိုရင်ငါတရက်ပြက်လိုက်ရင်ငါရဲ့လောက်အခါတွေလျော့ရမယ်ငါရဲ့ဝင်ငွေတွေလျော့ရမယ်ဆိုတော့ငါလုပ်မှငါစားရမယ်ငါမလုပ်လို့မရဘူးเนาะဆိုတော့ကိုယ့်ရဲ့ business ကိုအရှိမရွေးချယ်ကြတယ်ဖခင်ကိုထပ်ပို့ပြီးမှဦးစားပေးပြီးတော့ရွေးချယ်ကြတယ်เนาะဆိုတော့တချို့ကြတော့လည်းခုနပြောသလိုပညာရေးတွေကိုသားသမီးရဲ့ပညာရေးကိုနံပါတ်1မှာထားကြတယ်ဖခင်เจ้าတော်မပုံနိုင်ကြဘူးပညာရေးကိုဦးစားပေးကြတယ်ဆိုတော့တချို့တလေကြပါလေကိုယ့်ရဲ့ပြဿနာကိုဦးစားပေးတယ်เนาะကိုယ့်ရဲ့ပြဿနာပေါ်မှာ focus အရင်ထားတယ်ဆိုတော့စာတန်ကလေတစ်ခါတလေကြရင်ကျမတို့အသက်တာမှာဘာလုပ်တတ်လဲဆိုတော့ဖခင်သခင်ကိုနံပါတ်1မှာဦးစားပေးရွေးချယ်မှာဆိုလို့ကျမတို့အိမ်ထောင်မိသားစုမှာပြဿနာတွေလာထည့်ထားတတ်တယ်ပြဿနာတွေတစ်ခုပြီးတစ်ခုเนาะကိုမိသားစုကလူတွေဖျားပြန်ပြီးဆေးရုံတက်ရပြန်ပြီးခဏနေ accident ဖြစ်ပြန်ပြီးเนาะငွေကြေးတွေဆုံးရှုံးပြန်ပြီးငွေကြေးတွေလိမ်ခံရပြန်ပြီးပြဿနာတွေလာထည့်ထားတတ်တယ်အဲ့ဒီခါမှာကျမတို့ကဘာလဲဆိုတော့ဖခင်ကိုနံပါတ်1နေရာမှာထားမဲ့စားကျမတို့ပြဿနာတွေပေါ်မှာပဲတွားပြီးတော့စိုးရိမ်နေတယ်ပူပန်နေတယ်ဒီပြဿနာကိုငါဘယ်လိုရှင်းရမလဲဒီပြဿနာအတွက်အဖြေရပါလဲငါဘယ်လိုလုပ်ရမလဲဆိုတာအဲ့ပြဿနာတွေပေါ်မှာပဲတွားပြီးတော့ focus ထားနေတဲ့အခါမှာကျမတို့ဖခင်ရဲ့အတန်ကိုမကြားရတော့ဘူးဖြစ်တယ်ဖခင်နဲ့အချိန်ယူဖို့အချိန်မရှိတော့ဘူးဆိုတော့ကျမတို့ပြဿနာတွေပေါ်မှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အခက်အခဲကိုယ့်ရဲ့ပြဿနာတွေပေါ်မှာဦးစားပေးပြီးတော့focus မထားပြီးတော့အရေးကြီးတယ်ကျမတို့ focus ထားရမယ့်အရာကျမတို့ဦးစားပေးရမယ့်အရာကဘုရားသခင်ပဲဖြစ်တယ်သူ့ရဲ့နိုင်ငံတော်ပဲဖြစ်တယ်ဆိုတော့ကျမရဲ့ဒီဝိညာဉ်ဖခင် prophet Joshua ရေးဖြစ်တယ်သူကတကယ်ကိုဘုရားသခင်ကြီးမားစွာတိုင်းနိုင်ငံအသီးသီးမှာဘုရားသခင်ကြီးမားစွာပိတ်သိပ်ပြီးတော့အသုံးပြုတာဖြစ်တယ်သူကအဓိကဒီအနာငိမ့်ခြင်းနဲ့ဆိုးနှင်ထုတ်ခြင်းတွေနဲ့ဘုရားသခင်ကြီးမားစွာပိတ်သိပ်ပြီးတော့သုံးတာဖြစ်တယ်ဆိုတော့ကျမတို့ဒီ crusade တွေမှာလိုက်ဆက်ကတဲ့အခါမှာဆိုရင်ဘာတွေ့ရလဲဆိုတော့တစ်ခါတလေဆိုတော့အနာငိမ့်ခြင်းစတော့မယ်လူတွေများစွာကအနာငိမ့်လက်ခံဆုတောင်းဖို့အရှိမတန်းစီနေကြပြီအဲ့ချိန်မှာဘာလုပ်လဲဆိုတော့စာတန်ကလေတယောက်ကိုထပြီးတော့အထက်မှာနှက်ဆိုးဝင်ပြီးတော့တောင်းကျမ်းစေတယ်ဝူးဝါးတွေရှောက်អော်ပြီးတော့လူလိုက်နေပေါ့နော်ဆိုတော့ဆရာကဒီမှာအနာငိမ့်တော့ပဲဒါပေမဲ့စာတန်ကဘာလုပ်လဲဆိုတော့လူတွေကိုအာယုံပြောင်းအောင်နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာအာယုံမထားနိုင်အောင်လို့တယောက်ကိုထပြီးမှနှက်ဆိုးထပြီးတော့တောင်းကျမ်းဆိုလူတွေကဘာလဲအဲ့ဒီနှက်ဆိုးတောင်းကျမ်းတဲ့လူတွေဘာမှအာယုံရောက်သွားတယ်ဘာဖြစ်တာလဲဘာလုပ်တာလဲဘယ်လိုမျိုးလူလိမ့်နေတာလဲဆိုတော့အဲ့ပေါ်မှာအာယုံရောက်သွားတဲ့ခါမှာအပေါ်မှာဘုရားသခင်ပြောစေခြင်းတဲ့စကားကိုမသိတော့ဘူးเนาะမသိတော့ဘူးအဲ့မှာအာယုံမရောက်တော့ဘူးဆိုတော့အဲ့ခါမှာကျမဒီဝိညာဉ်ဖခင်ကလည်းအရင်ဒီ Sunday Spirit နဲ့သူသွားတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာဒီအရာကို focus ထားရမလားဒါမှမဟုတ်ရင်ဒီမကျမ်းမာတဲ့လူပေါ်မှာ focus ထားရမလားတိတဲ့အခါမှာအဲ့ဒီအရာကိုသူကလုံးဝအခွင့်မပေးဘူးဖြစ်တယ်အခွင့်မပေးဘူးသူ့ကိုဂရုမစိုက်ဘူးပြစ်ထားတယ်နော်စာတန်းကလည်းလေသူကသူ့ကိုဂရုမစိုက်ရင်သူကငြိမ်ကြပါတာဖြစ်တယ်နော်ဆိုတော့ဂရုမစိုက်ဘူးဆိုရင်သူကငြိမ်ကြပါတာဆက်ပြီးတော့မတောင်းချက်နေတင်သူ့ကိုဂရုတစိုက်နေတယ်ဆိုရင်သူကပို့ပြီးတော့လှုပ်ပြတယ်ပို့ပြီးတော့အော်ပြတယ်ပို့ပြီးတော့လူလိမ့်ပြတယ်ဆိုဘာလဲခမ်းမတစ်ခုလုံးကလူတွေကအဲ့မှာပဲအာယုံစိုက်တဲ့အခါမှာဘုရားသခင်ပြုခြင်းနဲ့အနာငြိမ်းခြင်းနမိတ်လက္ခဏာလုပ်ခြင်းတွေပါဆက်ပြီးတော့လုပ်လို့မရတော့ဘူးဖြစ်တယ်စာတန်းကတစ်ခါတည်းအရန်လဲတယ်နော်ဆိုတော့ကျမတို့ဘယ်အရာကို focus ထားရမလဲဘယ်အရာကိုအာရုံစိုက်ရမလဲဆိုတော့ကျမတို့ discerning spirit နဲ့ဝိညာဉ်တော်ရဲ့ပေါ်ပြခြင်းအားဖြင့်အရန်ကိုရွေးချယ်မှုလုပ်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့ကျမတို့ရွေးချယ်မှုမားတယ်ဆိုရင်တစ်ခါတလေဖခင်ပြောခြင်းတဲ့အရာဖခင်လှုပ်စေခြင်းတဲ့အရာကနေလွဲသွားမှာဖြစ်တယ်ဆိုတော့ကျမတို့အသက်တာမှာကျမတို့အဲ့လိုရွေးချယ်မှုမားခဲ့တယ်ဆိုရင်ကျမတို့ပြဿနာတွေကိုပဲဦးစားပေးပြီးတော့ရွေးချယ်နေမယ်ကျမတို့စီးပွားရေးတွေကျမတို့ပိုင်ဆိုင်မှုတွေကိုပဲနံပါတ်1မှာထားပြီးတော့ဦးစားပေးရွေးချယ်နေမယ်ဆိုရင်ကျမတို့ပြန်ရိတ်သိမ်းရမယ့်အရာလည်းပါလဲဆိုစိုးရိမ်ခြင်းပူပန်ခြင်းเนาะမငြိမ်သက်ခြင်းအဲ့ဒါတွေပဲပြန်ပြီးတော့ရိတ်သိမ်းရမယ့်အရာတွေဖြစ်တယ်ဆိုတော့ကျမတို့ခုနကျမ်းစာအငယ်34ကိုဆက်ပြီးတော့ဖတ်ကြည့်ရအောင်
မစိုးရိမ်ကြနဲ့မနှက်ဖြန်နေဒီမိမိအဖို့စိုးရိမ်လိုက်မည်ယခုနေ့၌ရှိတော့မကောင်းမတင်သောအရာသည်ယခုနေ့ပိုလောက်ပေ၏တဲ့နော်ဒီကျမ်းစာကိုယုံကြည်သူတော်တော်များများသိပါတယ်နော်ဆိုတော့မနှက်ဖြန်နေ့အတွက်မစိုးရိမ်နဲ့တဲ့ဒါပေမဲ့အရှိမဘုရားသခင်ပြောရတဲ့စကားပါလဲဆိုတော့သူရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဦးစားပေးကြလောသူရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာကြလောပြောထားတယ်အဲဆိုရင်ဒီအနောက်ကကျမ်းမိုက်အတွက်ကမနှက်ဖြန်နေ့အပေါ်မစိုးရိမ်နဲ့လို့ပြောတာကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဦးစားပေးတော့ပေးပြီးတော့ရှာတဲ့လူတွေကိုပြောတာဖြစ်တယ်အာမင်နော်ကျမတို့ကမနှက်ဖြန်နေ့အတွက်မစိုးရိမ်နဲ့တော့ပြောတယ်ဒါပေမဲ့ကျမတို့ဦးစားပေးတဲ့အရာတွေကမားနေတယ်ဆိုရင်ဒီအောက်မှာပြောထားတဲ့မနှက်ဖြန်နေ့အတွက်မစိုးရိမ်နဲ့ဆိုတဲ့ကျမ်းပိုက်ကကျမတို့ဖခင်သခင်ဦးစားမဲ့ပြီးတော့ဒီကျမ်းပိုက်ကကျမတို့နဲ့မဆိုင်ဘူးဖြစ်တယ်ကျမတို့ရမှာမဟုတ်ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျမတို့မနှက်ဖြန်နေ့အတွက်မစိုးရိမ်နဲ့နော်မစိုးရိမ်ရတဲ့လူဖြစ်ချင်တယ်ဆိုရင်ကျမတို့အသက်တာမှာဖခင်ရဲ့နိုင်ငံတော်ဦးစားပေးရမှာဖြစ်တယ်ဖခင်ဘာလုပ်ချင်တယ်ကျမတို့အသက်တာမှာဖခင်ဘာခိုင်းတာလဲဆိုတာသိပြီးမှလှုပ်ဆောင်တဲ့လူဖြစ်ဖို့ဖြစ်လိုအပ်တယ်ဆိုတော့ကျမတို့ဒီကွန်ပျူတာစုရဲ့အရေးအရာတွေကိုယ့်ရဲ့စီးပွားရေးအရေးအရာတွေဒါတွေမလုပ်ရအောင်မဟုတ်လုပ်ရပါတယ်เนาะဆိုတော့အဲ့လိုမျိုးပြောလို့ဖခင်နိုင်ငံတော်ကိုပဲနံပါတ်1မှာပဲထားပါလို့ပြောလို့ကျမတို့ရှိသမျှအလုပ်တွေအားလုံးကိုထားပြီးတော့ကျမတို့ business တွေအားလုံးကိုထားပြီးတော့เนาะကလေးတွေလည်းကြောင်းမတက်နဲ့တော့เนาะတအိမ်လုံးပဲဖခင်အမှုတော်ဆောင်အချိန်ပြည့်စက္ကတော့အဲ့လိုမျိုးလားမဟုတ်ပါဘူးเนาะဖခင်သခင်ကလူတိုင်းကိုမတူညီတဲ့ခေါ်ခြင်းရှိတယ်တချို့လူတွေရောဖခင်သခင်ကအမှုတော်ဆောင်နေနဲ့ခေါ်တယ်တချို့လူတွေရောbusinessman အနေနဲ့ခေါ်တယ်စီးပွားရေးလုပ်မယ်သူလုပ်ရတဲ့ငွေကြေးကိုဘုရားသခင်ရဲ့နိုင်ငံတော်ကိုပြန်ပါဝင်ဖို့အငယ်ဆုံးတို့တွေကိုချွေးမေးဖို့ခေါ်ထားတာဖြစ်တယ်တချို့လူတွေကိုဒီအစိုးရမင်းအရာရှိတွေနိုင်ငံတော်အုပ်ချုပ်တဲ့အရာရှိအဲ့နေရာမှာထားတာဖြစ်တယ်တချို့လူတွေကိုဘုရားသခင်က gift ပေးထားတယ် talent တွေပေးထားတယ်အစိုးတွေအကတွေအသီးတွေတော်တယ်နော်အဲ့ဒီအရာကဘုရားသခင်နိုင်ငံတော်မှာပြန်ဆက်ကပ်ဖို့ဖြစ်တယ်တချို့ကဘာတွေ့ရလဲဆိုတော့ကျမတို့ဘုရားခင်ပေးထားတဲ့စုကျေးစုတွေ gift တွေကိုဗာလဲဘုရားရဲ့နိုင်ငံတော်မှာတေချာတော့မချကြဘူးဒီစုကျေးစုတွေရှိတဲ့အခါမှာအတင်းတော်မှာကောင်းကောင်းမပါဝင်ဘူးနော်အပြင်မှာပတ်စံရတဲ့အလုပ်ကိုကြာတော့ဦးစားပေးပြီးတော့တိတ်တိတ်ချာချာလုပ်ကြတယ်အတင်းတော်မှာလာလုပ်ရင်ပတ်စံမရအောင်ဆိုတော့ဖြစ်တယ်လို့ပဲလုပ်ကြတယ်နော်အဲ့လိုမျိုးတွေရှိတာတွေ့ရတယ်ဒီမှာတော့မရှိဘူးလို့ယုံကြည်တယ်ဒီအတင်းတော်ကလူတွေကဘုရားသခင်နိုင်ငံအတွက်တကယ်ကိုစွမ်းတယ်မယ်နော်အတုံကိုစိုက်စူးစမ်းပြီးတော့ဆောင်ရွက်နေတယ်လို့ယုံကြည်တယ်အာမင်ဆိုတော့ကျမတို့ဦးစားပေးရမယ့်အရာတွေမမားဖို့လိုအပ်တယ်။ဘုရားသခင်ရဲ့နိုင်ငံတော်ကိုနံပါတ်1မှာထားပြီးတော့ဘုရားသခင်ကျမတို့ဘယ်အရာပေးထားလဲ။ကျမတို့လက်ထဲမှာဘယ်အရာတွေရှိလဲနော်။ဘုရားသခင်ကျမတို့ဘယ်နေရာမှာခေါ်ထားလဲဆိုတော့သိပြီးမှကျမတို့လှုပ်ဆောင်မှုလိုအပ်တယ်။ဆိုတော့ကျမ်းစာထဲမှာကျမတို့ကြည့်မယ်ဆိုရင်ဘုရားနိုင်ငံတော်ကိုဦးစားပေးတဲ့လူကိုကြည့်မယ်ဆိုရင်ကျမတို့အေလိရှဲရဲ့အသက်တာကိုသူကြည့်ရအောင်အေလိရှဲဟာကျမတို့သိတဲ့အတိုင်းပဲအေလိယရဲ့လက်ထောက်ဖြစ်တယ်နော်အေလိယရဲ့လက်ထောက်အေလိယကဖျားသခင်ကအေလိရှဲကိုအေလိယအားဖြင့်သူ့ရဲ့နိုင်ငံမှာခေါ်ဆောင်တဲ့အခါမှာအေလိရှဲကပါလေသူ့ရဲ့လက်ထဲမှာရှိတဲ့အလုပ်တွေအားလုံးကိုထားခဲ့ပြီးမှဖျားနောက်ကိုလိုက်ခဲ့တာဖြစ်တယ်ကျမတို့ကျမ်းစာ300အခန်းကြီး19အငယ်19ကနေ20 21ကိုတူတူဖတ်ရအောင်ထိုအရာမှာအေလိယတီသွားပြန်လင်နွားငါးရှင်းနဲ့လဲထွန်တဲ့နောက်ဆုံးနွားရှင်း၌ကိုယ်တိုင်လိုက်သောရှာဖတ်တာအေလိရှဲကိုတွေ့၍အနား၌ရှောက်စဉ်တွင်မိမိဝတ်လုံကိုသူ့အပေါ်မှာတင်လေ၏အေလိရှဲတွင်နွားတို့ကိုပြစ်ထား၍အေလိယနောက်သို့ကျွန်ုပ်သည်မိဘကိုနမ်းပေးရစေထို့ပြီးမှကိုရော့နောက်သို့လိုက်ပါရစေဟုအခွင့်တောင်းလေအေလိယကပြန်သွားလောငါသည်တင်၌အဘယ်သို့ပြုမိသနည်းဟုဆိုတော့အေလိရှဲသည်ပြန်သွား၍နွားငါးရှင်းကိုတတ်ပြီးမှနွားသားကိုလဲထွန်တော်တစားနှင့်ပြုတ်၍လူများတို့အားကျွေးလေ၏ထို့ပြီးမှထား၍အေလိယနောက်သို့လိုက်လေလက်ထောက်ဖြစ်လေ၏ရပြီကျေးဇူးတင်တယ်ဆိုတော့ဒီမှာဘာတွေ့ရလဲဆိုအေလိရှဲကနော်နွား24ကောင်ပိုင်တဲ့နွားတန်မိုးဒီကာလမှာနွားတန်မိုးတိပါတယ်တကောင်ဆိုရင်တော်တော်များတယ်24ကောင်ဆိုရင်တွက်ကြည့်တော့ဘယ်လောက်တောင်တန်မိုးရှိမလဲနော်အဲ့ဒီကာလမှာနွား24ကောင်ပိုင်တဲ့လူဆိုရင်ပါလဲတထေးသားဖြစ်တယ်ဟုတ်လားနော်ဆိုတော့သူကနွား9ရှင်းနဲ့လေကိုယ်တိုင်ထွန်နေတယ်နော်နွား24ကောင်နဲ့လေထွန်နေဆိုတွေ့ဘူးလားဒီကာလမှာမတွေ့ဘူးနော်နွား2ကောင်3ကောင်နဲ့ထွန်တာတွေ့ဘူးတယ်နွား24ကောင်နဲ့
လဲထုံးနေဆိုရင်သူဟာအရင်အလုပ်ကိုအရင်စူးစမ်းတဲ့လူနော် businessman တယောက်ဖြစ်တယ်သူကိုပိုင်စီးပွားရေးလုပ်တဲ့လူဖြစ်တယ် businessman ဖြစ်တယ်နော်ပတ်စံလည်းရှိတယ်သူမိဘအိမ်ကပတ်စံရှိတယ်နော်နွားတွေအများကြီးပိုင်တဲ့တထေးသားဖြစ်တယ်ဒါပေမဲ့အေလိယကသူ့ကိုခေါ်ခဲ့တဲ့အခါမှာငါနောက်ကိုလိုက်လို့ပြောတဲ့အခါမှာသူကပါလေအဲ့ဒီနွားတွေအားလုံးထားခဲ့ပြီးမှအေလိယရဲ့နောက်ကိုသူလိုက်ခဲ့တာဖြစ်တယ်သူမိဘတွေကိုနှုတ်ဆက်တယ်နွားတွေကိုထားခဲ့တယ်ဆိုတော့အေလိယနောက်ကိုလိုက်ခဲ့တာဖြစ်တယ်သူဘယ်ထိလိုက်တယ်အဆုံးတိုင်အောင်လောက်တာဖြစ်တယ်အေလိယကောင်းကင်နိုင်ငံကိုခြီဆောင်ခြင်းခံရတဲ့ကာလထိသူလိုက်တယ်ဆိုတော့အဲ့ဒါပြီးတဲ့အခါမှာဒီလိုလိုက်ခြင်းအပြင်သူရဲ့အသက်တာမှာကြီးမားတဲ့ကောင်းကြီးမင်္ဂလာမြင်တွေ့ရတာဖြစ်တယ်အေလိယနမိတ်လက္ခဏာလုပ်တယ်လို့မျိုးသူလုပ်ခဲ့တယ်အဲ့ဒီထက်တောင်တာ၍ကြီးတဲ့နဆရောပိတ်တိတ်နဲ့သူအလုံးလုပ်ခဲ့တာဖြစ်တယ်ဆိုတော့ကျမတို့အသက်တာမှာလည်းဘုရားသခင်ကြီးမားစွာအသုံးပြုခြင်းခံရခြင်းနဲ့ဆိုရင်ပါလေဘုရားသခင်ကျမတို့ထားခဲ့ခိုင်းတဲ့အရာတွေထားခဲ့ဖို့လိုအပ်တာဖြစ်တယ်တခါတလေကျရင်ကျမတို့ထားခဲ့ရမှာအရန်ခက်ခဲတယ်နော်ဆိုတော့ကျမတို့အသက်တာမှာဆွန့်လို့ရမယ့်အရာတွေထားခဲ့ရမယ့်အရာတွေဖျားထားခိုင်းတဲ့အရာကိုပဲထားခဲ့ရမှာပါเนาะဖျားထားခဲ့ပါလို့ပြောတဲ့ခါမှာကျမတို့ထားခဲ့ဖို့လိုအပ်တာဖြစ်တယ်ဆိုတော့ကျမတို့အေလိရှေရဲ့အသက်တာကိုကြည့်ပြီးတော့ကျမတို့အများကြီးတင်ယူဖို့လိုအပ်တယ်ဆိုတော့နောက်ထပ်ကျမ်းစာထဲမှာဖော်ပြထားတဲ့ဖျားကိုဦးစားမပေးတဲ့လူရဲ့အသက်တာကိုကြည့်မယ်ဆိုရင်ကျမတို့100အခန်းကြီးနဲ့အငယ်7ကနေ14ကိုအတူတူကြည့်ရအောင်အားလုံးလည်းအတူတူဖတ်ရအောင်เนาะအေလိယေတာတို့သည်ထာဝရဘုရားကိုမသိဓမ္မလူဖြစ်ကြ၏လူတို့တွင်ယေဘရဟိပြုသောထုံးစံဟုမူကားဤပူဇော်၍အမေသားကိုပြုစေခါယေဘရဟိ၏အစေပါတယောက်သည်သာ၍သုံးချောင်းရှိသောအမေရှိကိုကင်ရက်အိုးအစာရှိသည်တို့၌ထိုးခိုက်၍အမေချိတွင်ပါသမျှကိုယေဘရဟိသည်တင်းယူတတ်ရှီလောမျိုးတို့ရောက်သောဣသရေလလူအပေါင်းတို့အားထိုသူပြုကြ၏ရပြီဒီတိပဲဖြစ်တယ်ဆိုတော့ဒီမှာဘာတွေ့ရလဲဆိုအေလိရဲ့သား3ယောက်ကသူတို့ဖျားသခင်ကိုဦးစားမပေးဘူးသူတို့ဗိတ်မဲ့တော်မှာနေတယ်သူဖခင်ရလဲတကယ်ယေဘရဟိဖြစ်တယ်ဖျားအသုံးပြုတဲ့လူဖြစ်တယ်ဒါမဲ့ပါလဲသူတို့ဖျားသခင်ကိုဦးစားမပေးဘူးဖျားလုတ်စီခြင်းတဲ့အလုပ်ကိုဦးစားမပေးဘူးသူတို့ဘာပဲဦးစားပေးလဲသူတို့ရဲ့အပျော်ပါးတွေသူတို့ရဲ့ကမကုံတွေသူတို့စီးစိမ်တက်မှတ်တဲ့အရာတွေသူတို့အပျော်ပါးတွေသူတို့စားတောက်ခြင်းတဲ့အရာတွေပဲဦးစားပေးကြတယ်အဲ့ဒီခါမှာကျမတို့ကျမ်းစာထဲမှာဖတ်ရင်လဲကျမတို့ဘာတွေ့ရလဲဆိုတော့သူ့ရဲ့မိသားစုကဖျားသခင်ကိုနံပါတ်1မှာဦးစားမပေးတဲ့ခါမှာကိုယ့်ရဲ့ဆန္ဒတွေကိုယ့်ရဲ့အလိုဆန္ဒတွေပဲဦးစားပေးတဲ့ခါမှာဘာတွေ့ရလဲဆိုတော့သူမိသားစုလိုက်ကနောက်ဆုံးမှာမကောင်းတဲ့တေရှင်နဲ့တေရတာဖြစ်တယ်တရက်ထဲမှာပဲသူမိသားစုလိုက်မကောင်းတဲ့တေရှင်နဲ့တေရတယ်မလမပတေရတာဖြစ်တယ်ဆိုတော့ကျမတို့ရွေးချယ်မှုကဘယ်လောက်ထိအရေးကြီးလဲဆိုတော့ကျမတို့ဘဝတွေမကပါဘူးကျမတို့ရဲ့ generation ကျမတို့ရဲ့မျိုးဆက်ထိတောင်မှအရေးကြီးတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ဒီနေ့ကျမတို့ရဲ့ရွေးချယ်မှုကအရေးမမားဖို့အရေးကြီးတယ်ကျမတို့ရွေးချယ်မှုကဘာလဲဖျားသခင်ရဲ့ kingdom ဖျားသခင်ရဲ့နိုင်ငံတော်အားတွေပထမဦးစားပေးရွေးချယ်မှုဖြစ်တယ်အာမင်ဆိုတော့ကျမတို့ဖျားသခင်ရဲ့နိုင်ငံတော်ကိုဦးစားပေးပြီးတော့ရွေးချယ်ရမယ့်သူတွေရှိရမယ့်အချက်၄ချက်ကိုဒီနေ့ကျွန်မပြောပြချင်တယ်။နှုတ်ဆောင်ပါတယ်ဆိုရင်လည်းမှတ်ရအောင်မပါဘူးဆိုရင်လည်းကျွန်မတို့မှတ်သားထားရအောင်အရေးကြီးတဲ့အချက်တွေဖြစ်တယ်။ဆိုတော့နံပါတ်1ချက်ကဘာလဲဆိုတော့ဖခင်သခင်ရဲ့ kingdom ကိုဦးစားပေးပြီးတော့ရွေးချယ်ရမယ့်လူတွေရှိရမယ့်အချက်ကနံပါတ်1ကဘာလဲဆိုတော့ဖခင်သခင်ကိုချစ်တဲ့လူဖြစ်ရမယ်။နော်အရန်ရိုးရှင်းတယ်အရန်လွယ်ကူတယ်ဒါပေမဲ့တော်တော်များများလောက်ရမှာအရန်ခက်တယ်နော်ဖခင်သခင်ကိုချစ်တဲ့လူဖြစ်ရမယ်ဆိုတော့ကျမတို့ဘယ် position မှာပဲရှိနေဘုရားသခင်ကိုချစ်တဲ့စိတ်ကပျောက်လို့မရအောင်ဖြစ်တယ်ကျမတို့အတင်းတော်မှာအတင်းတော်ခေါင်းဆောင်ပဲဖြစ်ဂီတာတီးတဲ့လူပဲဖြစ်ဒါမှမဟုတ်တန်ရှင်ရေးကူလုပ်ပေးတဲ့လူပဲဖြစ်အာရှာပဲဖြစ်ကျမတို့အလူငွေကောက်ပေးတဲ့လူပဲဖြစ်ဒါမှမဟုတ်လေအတင်းနာပဲဖြစ်ဘယ်ကဏ္ဍမှာပဲရှိကျမတို့ရှိတဲ့ကဏ္ဍမှာဘုရားသခင်ကိုချစ်တဲ့လူဖြစ်ရမယ်ကျမတို့မချစ်ဘူးဆိုရင်လေမချစ်တဲ့လူဦးစားပေးဖို့လွယ်လားမလွယ်ဘူးနော်ဆိုတော့ဒီနေ့ဒီကာလလူငယ်တွေကိုကျမတို့ကြည့်မယ်ဆိုရင်သမီးကြီးစားတွေထားကြတယ်ကိုကြီးစားတွေကိုချစ်ကြတယ်ကိုရဲ့အိမ်နောက်ဘက်တွေကိုချစ်ကြတယ်ဆိုရင်အစားတော့ကောင်းကောင်းရှိရင်ပါလေကိုရဲ့ကြီးစားကိုကြွေးချင်တာဟုတ်လားနော်ဟုတ်တယ်နော်စားတော့ကောင်းကောင်းရှိရင်ကိုချစ်တဲ့လူကိုကြွေးချင်တယ်အဲ့လိုမျိုးပဲကျမတို့ဖခင်သခင်ကိုချစ်တဲ့အခါမှာကျမတို့မှာကောင်းတဲ့အရာတွေရှိရင်ကျမတို့ပါလေဖခင်သခင်ကိုဦးဆုံးပေးကြတာဖြစ်တယ်အာမင်ဆိုတော့ကျမတို့ဖခင်သခင်ကိုချစ်တဲ့စိတ်ကပျောက်လို့မရအောင်ဖြစ်တယ်ကျမတို့ကျမ်းစာထဲမှာဒါဝိဒ်ရဲ့တက်တာကိုကြည့်မယ်ဆိုရင်ဒါဝိဒ်ကဖခင်သခင်ကိုအယံချစ်တဲ့သူဖြစ်တယ်စာလံကျမ်း84ခုမြောက်သောစာလံအငယ်30ကိုတူတကွာကြည့်ရအောင်
ဒါဝိရဲ့အသက်တာမှာဆိုရင်ကျမတို့မြင်တွေ့ရတယ်သူဟာဖခင်သခင်ရဲ့မျက်မှောက်တော်ကိုပဲအယမ်းဆန်ခဲ့ပြီးတော့ဖခင်သခင်ကိုပဲအယမ်းချစ်ပြီးတော့ဖခင်ရဲ့အိမ်တော်မှာအမြဲတမ်းနေခြင်းတဲ့သူဖြစ်တယ်ကျမတို့ဒီတစ်ခါဖက်မယ်ဆိုရင်တတိုင်းတော်တို့အတွင်း၌နေတော့တရက်သည်ရက်တစ်ထောင်ထက်တာ၍ကောင်းပါ၏မတရားတော့သူ၏နေရာ၌နေရသောအခွင့်ထက်ကျွန်ုပ်၏ဘုရားသခင်အိမ်တော်၌တကားဆောင်အရာကိုကျွန်ုပ်သာ၍နှစ်သက်ပါ၏ဒါဝိဒ်ကပါလဲဆိုတော့ तू ကနန်းတော်အကြီးတဲ့မှာနေတယ်เนาะ तू မှာစီးစိမ်တွေဥစ္စာတွေရွှေငွေတွေတားမယားတွေအပြည့်ရှိတယ်ဒါပေမဲ့ပါလဲ तू တောင်းတတဲ့အရာကဘုရားသခင်ပဲဖြစ်တယ်ဖခင်ရဲ့မျက်နှာတော်ကိုပဲ तू ရှာတယ်ဖခင်သခင်ကိုပဲ तू ရှာတယ်ဆိုတာဖခင်သခင် तू ကောင်းချီးပေးတဲ့အရာကလည်းတကယ်ကိုကြီးကြီးမားမားကောင်းချီးပေးတာဖြစ်တယ်အာမင်ဆိုတော့ကျမတို့ဖခင်သခင်ကိုဦးစားပေးတဲ့အခါမှာဖခင်မျက်နှာတော်ကိုပဲရှာတဲ့အခါမှာဖခင်သခင်ကျမတို့ကောင်းချီးပေးတဲ့အရာကတခြားလူတွေရတဲ့ကောင်းချီးနဲ့မတူဘူးဖြစ်တယ်ဆိုတော့ကျမတို့အသက်တာမှာဖခင်သခင်ကိုတကယ်နှလုံးသားထဲကအစစ်မှန်ချစ်တတ်ဖို့လိုအပ်တယ်တင်မချစ်သေးဘူးဆိုရင်တင်ချစ်ဖို့စူးစမ်းပြီးတော့တင်ယူမှာဖြစ်တယ်တင်ယူရမှာဖြစ်တယ်ပြီးရင်ကျမတို့အသက်တာမှာဖခင်သခင်ကိုပြောရမယ်ဖခင်သခင်ကိုတော်ကိုကျွန်တော်တို့ချစ်တယ်ကိုတော်မျက်မှောက်တော်ကိုကျွန်တော်တို့ဆိုင်ခဲ့တယ်ဖခင်ရဲ့မျက်နှာသားဖခင်ရဲ့ဦးစားဖခင်ကိုပဲဦးစားပေးမယ်ဖခင်ရဲ့ဒီမျက်မှောက်တော်ပဲကျွန်တော်တို့ဆိုင်ခဲ့တယ်ဆိုကျမတို့အမြဲတမ်းပြောဖို့လိုအပ်တာဖြစ်တယ်ဆိုတော့နံပါတ်1ချက်ကဖခင်သခင်ကိုချစ်ရမယ်နံပါတ်2အချက်ကဝိညာဉ်တော်ဦးဆောင်ခြင်းကိုခံယူတဲ့သူဖြစ်ရမယ်နံပါတ်2ကပါလေဝိညာဉ်တော်ဦးဆောင်ခြင်းကိုခံယူတဲ့သူဖြစ်ရမယ်ကျမတို့ဖခင်သခင်ရဲ့နိုင်ငံတော်ကိုဦးစားပေးတဲ့သူဖြစ်ဖို့ဆိုရင်ဝိညာဉ်တော်ရဲ့ဦးဆောင်ခြင်းကိုခံယူတဲ့သူဖြစ်ဖို့အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်တော်ရဲ့ဦးဆောင်ခြင်းကိုမခံဘူးဆိုရင်ဖခင်သခင်ကျမတို့ဘာလုပ်ဆင်ခြင်းလဲကျမတို့သိမှာမဟုတ်ဘူးဖြစ်တယ်အာမင်နော်ဒီကာလမှာဖခင်ကကျမတို့ဘယ်လမ်းကိုသွားစေခြင်းလဲဘယ်နေရာမှာရှိစေခြင်းလဲဘာအလုပ်ကိုလုပ်စေခြင်းလဲကျမတို့သိဖို့ဆိုရင်ကျမတို့ဝိညာဉ်တော်နဲ့ကိုယ်တိုင်အဆက်အသွယ်ရှိဖို့လိုအပ်တာဖြစ်တယ်အဲ့ဒါမှပဲကျမတို့ဖခင်ကျမတို့ဘာလုပ်စေခြင်းလဲသိပြီးတော့ဖခင်ရဲ့နိုင်ငံတော်မှာတေချာပါဝင်နိုင်မှာဖြစ်တယ်တေချာစက္ကက်ခြင်းမှာဖြစ်တယ်ဖခင်ကျွန်တော်ကိုဘယ်နေရာမှာထားတယ်လဲဘယ်နေရာမှာစက္ကက်စေခြင်းတယ်လဲဘယ်နေရာမှာခေါ်ထားတယ်သိဖို့လို့အတွက်နော်ကျမတို့ကိုယ်တိုင်ဝိညာဉ်တော်နဲ့အချိတ်ဆက်ရှိဖို့လိုအပ်တယ်ဖခင်အတန်ကိုကြားတတ်ဖို့လိုအပ်တယ်ဆိုတော့ကျမဒီမှာမလာခင်ဒီနှုတ်ကပတ်တော်ဝေငှဖို့ဒီတင်ရုပ်ဆရာဆန်းဆန်းကပြောလာတဲ့ခါမှာဆိုတော့ကျမတို့ဇနီးမောင်နှံတွေကဘာလို့ဆိုတော့3ရက်အစာရှောင်ဆုတောင်းကြတယ်ဆိုတော့ကျမဖခင်သခင်ကိုပြောတယ်ဖခင်သခင်ကျမဒီနေ့ဒီစင်ပေါ်မှာဝေငှမဲ့နှုတ်ကပတ်တော်ဟာကျမသိတဲ့အရာကျမတတ်တဲ့အရာကျမကြားဖို့တဲ့အရာနဲ့ကျမမပြောချင်ဘူးဝိညာဉ်တော်တကယ်ဖွင့်ပြပြီးမှဝိညာဉ်တော်ကဘာပြောစေချင်လဲဝိညာဉ်တော်ကဒီမှာရှိတဲ့လူအရောက်စီတိုင်းကိုဘယ် message ကိုပေးချင်လဲဆိုတာဝိညာဉ်တော်ဖွင့်ပြတဲ့အရာပဲကျမပြောချင်တယ်ဆိုပြီးကျမ3ရက်အစာရှောင်ဆုတောင်းခဲ့တယ်ဆိုတော့ဆုတောင်းတဲ့အခါမှာဘုရားသခင်မျက်မှောက်တော်ထဲမှာနေတယ်ဘုရားသခင်မျက်နှာကိုရှာတယ်ကျမ်းစာဖတ်တယ်ဆုတောင်းတယ်ပထမရက်ဘုရားသခင်အတန်မလာဘူးเนาะကျမဘာပြောရမလဲမသိဘူးဘုရားသခင်စီက message မလာဘူးเนาะဆက်ပြီးတော့ဆုတောင်းတယ်ဒုတိယရက်မှာလည်းဘုရားသခင်အတန်မလာဘူးဒုတိယရက်ထိကျမခေါင်းစဉ်လည်းမရှိဘူးဘယ်ကျမ်းပိုက်ဝေငှရမလဲဘယ်အကြောင်းအရာပြောရမလဲကျမမသိဘူးဘုရားသခင်အတန်မလာသေးဘူးဆိုတော့ကျမစိတ်မပြတ်ပြီးဆက်ပြီးတော့ဆုတောင်းတယ်ဘုရားသခင်ကိုမေးတယ်ဘုရားသခင်ကျမသိတဲ့အရာနဲ့ပဲမပြောချင်ဘူးဝိညာဉ်တော်ဖွင့်ပြပါဆိုပြီးတော့ဆက်ပြီးဆုတောင်းတဲ့အခါမှာတတိယနေ့မနဲ့အစောမှာကျမအိတ်နေတဲ့ချိန်မှာကျမအိတ်ရမနိုးသေးဘူးမျက်စိမပွင့်နေဘူးဒါပေမဲ့အဲ့ခါမှာဘုရားသခင်ကျမကိုစကားပြောတယ်ဒီ message ကိုဝင်ငါပါဒီနှုတ်ကပတ်တော်ကိုဝင်ငါပါခေါင်းစဉ်နဲ့တကွာကျမကိုဘုရားသခင်ပေးတာဖြစ်တယ်အချက်တွေနဲ့တကွာဘုရားသခင်ပေးတာဖြစ်တယ်အာမင်ဆိုတော့ဒီနေ့ကျမဝင်ငါတဲ့နှုတ်ကပတ်တော်ဝိညာဉ်တော်ဖွင့်ပြတဲ့နှုတ်ကပတ်တော်ဖြစ်လို့အရောက်စီတိုင်းခွန်အားရမယ်လို့ယုံကြည်တယ်အရောက်စီတိုင်းအသက်တာမှာကောင်းကြီးဖြစ်မယ်လို့ယုံကြည်တယ်ဆိုတော့ကျမတို့အသက်တာမှာလည်းအချိန်တော်တော်များများမှာဘုရားသခင်ကိုမေးဖို့လိုတယ်ကိစ္စတေးလေးရစကျမအသက်တာမှာဆိုလို့ကျမအမြဲတမ်းတင်ယူတယ်မဆိုတော့ကျမခရီးထွက်တစ်ခုထွက်တော့မယ်ဆိုရင်ဘုရားသခင်ဒီအရာအလိုရှိလားကျမစီးပွားရေးတစ်ခုလုပ်တော့မယ်လူတစ်ယောက်ကိုလက်သွဲပြီးမှအလုပ်လုပ်တော့မယ်ဆိုရင်ကျမအရင်မေးတယ်ဘုရားသခင်ဒီအရာဘုရားသခင်အလိုရှိလားဆိုတော့ဘုရားသခင်ကိုအရင်မေးတယ်ဆိုတော့ကျမတို့ဘုရားကိုမေးပြီးမှလုပ်တဲ့အရာကလေတခါတလေကြရင်လည်းဆုံးရှုံးမှုရှိတတ်ပါတယ်မရှိဘူးမဟုတ်ဒါပေမဲ့ဆုံးရှုံးမှုရှိခဲ့ရင်တော့မှဘုရားသခင်ကအကောင်းဆုံးပြင်ပြီးတော့ recover လုပ်ပေးတာဖြစ်တယ်ကျမတို့အမားတွေနေရမယ်ဘုရားသခင်ရဲ့အတန်ကိုနားထောင်ပြီးတော့လုပ်တဲ့အခါမှာကျမတို့အမားတွေနေရမယ်ကျမတို့မှာဆုံးရှုံးမှုတွေနေရမှာဖြစ်တယ်ဆိုတော့ဘုရားသခင်ရဲ့အတန်ကိုနားထောင်ပြီးတော့เนาะဆိုတော့တချို့ပြောပါလိမ့်မယ်ကျွန်တော်ဖခင်ရဲ့အတန်မကြားတတ်ဘူးเนาะကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့လည်းဖခင်လည်းစကားမပြောဘူးစိတ်မပြတ်ပါနဲ့ဆက်ဆုတောင်းပါတ
ခါလေအစာရှောင်ဆုတောင်းတဲ့အစာရှောင်ဆုတောင်းပါကျမတို့ဖခင်သခင်ရဲ့အတန်ကိုကြားဖို့အတွက်အဖို့ခပေးတင်ဖို့ခပေးပါဖခင်သခင်မျက်မှောက်တော်ထဲမှာတနိုင်ဆုတောင်းဖို့လို့တလားနှစ်နိုင်ဆုတောင်းဖို့တလားတင်စိတ်မပြတ်ပဲနဲ့နော်ဘုရားသခင်ဘာပြောလဲတကားကိုခောက်ကြလောခောက်ရင်ဖွင့်ပြီတောင်းကြလောတောင်းရင်ပေးပြီရှာကြလောရှာရင်တွေ့ပြီနော်ဘုရားသခင်နှုတ်ကပတ်တော်ရှိပါတယ်ဆိုတော့ကျမတို့မှာစာငတ်တဲ့နှလုံးသားရှိတယ်ဆိုရင်ကျမတို့ဘုရားအတန်တော်ကြားချင်တယ်ဆိုရင်ဘုရားမျက်မှောက်တော်ထဲမှာတိုးဝင်မှာစာငတ်ပါဘုရားသခင်စကားပြောဖို့ဘုရားသခင်ဖွင့်ပြဖို့ဝိညာဉ်တော်ရဲ့တွင်တင်ခြင်းဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုခံဖို့ကျမတို့ဆုတောင်းရမှာဖြစ်တယ်စာငတ်ဖို့လိုအပ်တာဖြစ်တယ်အာမင်ဆိုတော့ဒါနံပါတ်1အချက်ဖြစ်တယ်နံပါတ်3အချက်ကဘာလဲဖခင်ရဲ့အိမ်တော်ကိုဖခင်ရဲ့ကင်းတန်းကိုဦးစားပေးတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင်အဖို့ခပေးခြင်းနဲ့နှလုံးသားရှိရမယ်အာမင်ကျမတို့ဖခင်အတွက်အဖို့ခပေးဘူးလားအဖို့ခပေးဘူးတယ်ဆိုဘယ်ကဏ္ဍတွေမှာပဲဖြစ်ဖြစ်အဖို့ခပေးဘူးတယ်ဆိုလက်ထောင်ရအောင်ဒီထဲမှာရှိတဲ့လူတော်တော်များများအဖို့ခပေးဘူးမယ်လို့ယုံကြည်တယ်နော်မတူညီတဲ့ကဏ္ဍမှာဆိုတော့ကျမတို့ဘုရားသခင်နိုင်ငံတော်မှာအဖို့ခပေးတဲ့အခါမှာလေဆိုတော့ဘုရားနောက်ကိုလိုက်ပြီးဆိုအဖို့ခပေးရတာဖြစ်တယ်နော်အဖို့ခမပေးဘဲနဲ့တော့လိုက်လို့မရဘူးအေလိရှင်ရဲ့အသက်တာကိုလည်းကြည့်သူအဖို့ခပေးရတယ်ဗါလေသူရဲ့မိသားစုနဲ့ခွဲခါရတယ်သူရဲ့နွားတွေကိုထားခဲ့ရတယ်သူရဲ့ပိုင်ဆိုင်မှုတွေကိုထားခဲ့ရတယ်နော်ဆိုတော့ကျမတို့ဘုရားရဲ့နိုင်ငံတော်အတွက်အမှုဆောင်မယ်ဖခင်နောက်ကိုလိုက်မယ်ဖခင်ရဲ့ kingdom ကိုနံပါတ်1မှာထားဆိုကျမတို့အဖို့ခပေးရမယ်အရာတွေအများကြီးရှိပါတယ်ကျမတို့အချိန်တွေကိုအဖို့ခပေးရမယ်ကျမတို့ငွေကြေးတွေကိုအဖို့ခပေးရမယ်ကျမတို့နှလုံးသားကျမတို့ရဲ့ဆန္ဒကျမတို့ရဲ့အာတိဒတွေကိုအဖို့ခပေးရမှာဖြစ်တယ်เนาะလူငယ်တွေဆိုရင်လည်းတခါတလေသမီးကြီးစားနဲ့ပတ်သက်ပြီးတော့အဖို့ခပေးတင်လည်းအဖို့ခပေးပါဖခင်ကသူ့နောက်ကိုလိုက်ရမယ်ဖခင်တကယ်နိုင်ငံတော်မှာလိုက်တဲ့အခါမှာဒီလူနဲ့တွဲဖို့မဖြစ်နိုင်ဘူးဒီလူနဲ့တွဲတယ်ဆိုရင်တင့်အတွက်နော်ဖခင်ရဲ့နိုင်ငံတော်မှာများစွာအစည်းအတားဖြစ်မယ်အနောက်ရှက်ဖြစ်မယ်ဆိုရင်ဖြတ်တဲ့ရင်ဖြတ်ပါနော်ဖခင်သခင်ပြောလာတယ်ဆိုရင်ဖြတ်တဲ့ရင်ဖြတ်ပါအဖိုးခပေးခိုင်းရင်ဖခင်သခင်ပေးခိုင်းရင်ပေးပါရေးရင်စွာနဲ့ပေးပါနော်ဘာလဲဆိုတော့ကျမတို့အဖိုးခပေးတဲ့အရာတစ်ခုချင်းစီတိုင်းကဖခင်သခင်ကကျမတို့အစပေါင်းများစွာပြည့်ရိတ်တဲ့ရည်စီမှာဖြစ်တယ်အာမင်တင်အဖိုးခပေးလိုက်တဲ့အရာတင်းလေးကအစလေတင်ရေတစ်ခွက်အဖိုးခပေးလိုက်တဲ့အရာအစဖခင်သခင်ကပြန်ပြီးတော့ကောင်းချီးပေးတာဖြစ်တယ်အာမင်ဆိုတော့ကျမတို့ဘယ်လိုအခြေအနေမျိုးမှမဆိုเนาะအဖို့ခပေးဖို့အစဉ်တင်ဖြစ်နေတယ်လို့ဖြစ်ရမယ်ဘုရားနိုင်ငံတော်မှာတစ္ဆာရှိရလို့ဖြစ်ရမှာဘုရားသခင်ကကျမတို့လေနေရာတစ်ခုမပေးခင်မှာเนาะကျမတို့ level တစ်ခုကိုမပို့ခင်မှာကျမတို့ကောင်းကြီးမပေးခင်မှာဗာလဲဆိုတော့ဘုရားသခင်စစ်ဆေးတဲ့ကာလရှိပါတယ်เนาะမနက်ကကိုအဖို့ဒီဆရာအဖို့Bible study မှာလည်းဝင်ငါရတယ်ကျမတို့စစ်ဆေးတဲ့ကံလားဖြစ်တယ်เนาะကျမတို့ဓာတုတစ်ခုမပေးခင်မှာကျမတို့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကောင်းကြီးမပေးခင်မှာစစ်ဆေးတဲ့ကံလားရှိတယ်တင်တကယ်ငါနောက်ကိုလိုက်လာတင်တကယ်ငါ့ကိုအဖို့ခပေးတဲ့လူဖြစ်လာဆိုပြီးစစ်ဆေးတဲ့ကံလားရှိတယ်တချို့ကြတော့ဗာလဲဆိုတော့အချိန်အဖို့ခပေးပါဆိုရင်ပေးနိုင်တယ်เนาะအတင်းတော့မှလာပြီးတော့လောက်အားပေးပါ2ရက်လောက်အားပေးပါပေးနိုင်တယ်3ရက်လောက်အားပေးပါပေးနိုင်မှာပေးနိုင်တယ်ကိုယ့်ရဲ့အင်အားတွေเนาะလာပြီးတော့ပေါက်တူးတယ်မြေကြီးတွေတူးတယ်ဒါအရန်ကောင်းပါတယ်ဒါပေမဲ့ဖရာသခင်ကငွေကြေးနဲ့ပတ်သက်ပြီးတော့တောင်းလာတဲ့ခါမှာလူတွေတော်တော်များပါလေနောက်ဆုတ်သွားတယ်เนาะဆိုတော့ဖရာသခင်ကသူ့ရဲ့နိုင်ငံတော်မှာပါဝင်မှာပေးလူပါလို့ပြောတဲ့ခါမှာတချို့ကတွန့်သွားကြတယ်เนาะအဲ့လိုမျိုးမဖြစ်ဖို့အရေးကြီးတယ်ခုနလည်းပြောတယ်ဆရာဆန်းဆန်းเนาะဒီမှာတင်နန်းကြီးပါဝင်ပြီးမှတင်နန်းကြီးထည့်ပြီးမှကိုယ်တိုင်စိုက်ပြောပြီးမှတင်နန်းတက်ဖို့ပြောတဲ့ခါမှာကျမတို့ပေးပါဝဲမှာเนาะဒီအရာကလည်းကျမတို့ကိုယ့်အတွက်ပဲဖြစ်တယ်เนาะလူငယ်တင်နန်းတွေအတွက်တင်နန်းကြီးတွေပေးရမယ်ဆိုတော့ဒီကာလမှာ1000ခွဲ5000ဆိုတော့ဘာမှမဟုတ်ဘူးဖြစ်တယ်ကျမတို့အပြင်တွိုင်းတော့เนาะပတ်စံ4-5000တသိန်းကဒီတိုင်းကုန်နေတာဖြစ်တယ်ဆိုတော့ဖခင်သခင်ရဲ့နိုင်ငံတော်မှာစိုက်ပြောပါเนาะတင်စိုက်ပြောတဲ့အရာကတင်ပြန်ရိတ်တင်ရမယ့်အရာဖြစ်တယ်ဆိုတော့ဖခင်သခင်ရဲ့ကယ်တင်ခြင်းကတော့အခမဲ့ရတာဖြစ်တယ်ဒါပေမဲ့ကျမတို့ကောင်းချီးရဖို့အတွက်ကျမတို့ဗိတ်သိမ်းရဖို့အတွက်ကျမတို့ဖခင်သခင်ရဲ့အတန်တော်ကိုကြားဖို့အတွက်ဆိုကျမတို့တချို့အရာတွေအဖို့ခပေးပြီးမှပဲရတာဖြစ်တယ်အာမင်ဆိုတော့ကျမတို့ဒီကျမ်းစာထဲမှာကြည့်မယ်ဆိုရင်လေလူတော်များများကနော်ငွေကြေးကြွယ်ဝခြင်းကိုနှစ်သက်ကြတယ်မချမ်းသာခြင်းတဲ့လူရှိလားဒီမှာမေးခြင်းတဲ့မချမ်းသာခြင်းတဲ့လူရှိလားပတ်စံမရှိခြင်းတဲ့လူရှိလားကျမလည်းအရင်ကြွယ်ဝခြင်းနဲ့အရင်ချမ်းသာခြင်းနဲ့ဘာလို့လဲဆိုတော့ကြွယ်ဝမှပဲဖခင်သခင်ရဲ့နိုင်ငံတော်မှာကောင်းကောင်းပေးနိုင်ပါလေဟုတ်လားနော်ဖခင်ရဲ့အိမ်တော်မှာလည်းငွေကြေးတွေအများကြီးလိုတာဖြစ်တယ်နော်ဒီအတင်းတော်ဆရာတွေအင်္ဂလိပ်ထွက်ရင်ငွေကြေးလိုတယ်နော်ကားစီထည့်ဖို့စီလိုတယ်နော်အတင်းသားတွေတွားကြိုဖို့အတွက်ကားစီထည့်ဖို့စီလိုတယ်နော်အတင်းတော်မှာထိုင်ငွေဝယ်ဖို့အတွက်ပတ်စံလိုတယ်အတင်းတော်မှာလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်ပတ်စံလိုတာဖြစ်တယ်ဆိုတော့ကျမတို့ယုံကြည်သူဖခင်သားသမီးတွေကကြွယ်ဝခြင်းနဲ့အသက်ရှင်ဖို့လိုအပ်တာဖြစ်တယ်
နော်ဆိုတော့ကျမတို့ကျွေဝဖို့အတွက်အကောင်းဆုံးနေရာမှာပါလဲဆိုတော့ဖခင်သခင်ရဲ့နိုင်ငံတော်မှာပေါ့ပေးကမ်းခြင်းဖြစ်တယ်အာမင်ဆိုတော့ကျမ်းစာထဲမှာလည်းကျမတို့ပြောထားတယ်ဆိုတော့ကျမတို့ကိုယ့်ရဲ့ prosperity ကိုယ့်ရဲ့ကျွေဝခြင်းကိုယ့်ရဲ့ငွေကြေးကိုယ့်ရဲ့စီးစိမ်တွေကဖခင်သခင်ရဲ့နိုင်ငံတော်အတွက်ဖြစ်ရမယ်ဖြစ်တယ်အာမင်ဆိုတော့ကိုရှိတဲ့အရာကိုရတဲ့အရာကိုကိုယ့်အိတ်ထဲပဲတိမ့်ဖို့နော်ကိုအိမ်ဝယ်ဖို့ကားဝယ်ဖို့မြေဝယ်ဖို့ပဲမဟုတ်ပဲနဲ့ဗာလေဖခင်သခင်ရဲ့နိုင်ငံတော်မှာဥစွာယူလာအားမှာဖြစ်တယ်အာမင်ဆိုတော့ကျမတို့ကျမ်းစာကိုကြည့်မယ်ဆိုရင်ဒါဝိဒ်ရဲ့အသက်တာကိုကြည့်မယ်ဆိုရင်စာလံ69ခုမြောက်သောစာလံအငယ်9ကိုကြည့်ရအောင်တွေ့ရင်တူတကွာဖတ်ရအောင်ကိုရောဤအိမ်တော် nice ပူပန်ချင်းစိတ်သည်အကျွန်ုပ်ကိုစားပါ၏ကိုရောကိုကဲ့ရဲ့တော်သူတို့ဤစကားသည်အကျွန်ုပ်အပေါ်သို့ရောက်ပါ၏ကျမတို့နေ့ရအခန်းကြီးခွန်အငယ်1ကိုဆက်ပြီးတော့ဖတ်ရအောင်ဆိုတော့ဒီမှာဒါဝိဒ်ကဘာပြောထားလဲဆိုကိုရောရဲ့အိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်เนาะကျမတို့နှလုံးသားကိုကျမတို့ပြန်ပြီးတော့ဆန်းစစ်ရအောင်ကျမတို့ဆွဲလန်းပူပန်တဲ့အရာကကျမတို့မိသားစုရေးရပဲဖြစ်နေလားဒါမှမဟုတ်ဖခင်သခင်ရဲ့နိုင်ငံတော်ဖခင်သခင်ရဲ့အိမ်တော်အတွက်ဆဲလန်းပူပန်တဲ့စိတ်ရှိလာတော့ပြန်ပြီးတော့စဉ်းစားရအောင်ကျမတို့အတင်းတော်ကိုလာတဲ့ခါမှာအတင်းတော်မှာလိုအပ်တဲ့ကဏ္ဍတွေအတီးတီးကျမတို့တွေ့ရမှာပါเนาะဆိုတော့ဒီတင်နန်းတစ်ခုကိုလုပ်မယ်ဆိုရင်လည်းပတ်စံတွေအများကြီးကုန်ကျတာဖြစ်တယ်တင်းတို့ပေးတဲ့ဒီတင်နန်းကြီးတွေကဒီကနေ့ပြောရင်ဒီတင်နန်းအတွက်ခါပါဖြစ်တယ်ဆိုတာမရှိပါဘူးတင်းတို့ပေးတဲ့တင်နန်းကြီးကတင်းတို့ရဲ့သမင်းစရိတ်ပဲရမှာဖြစ်တယ်เนาะတခြားမှာကဏ္ဍတွေမှာကဏ္ဍအတီးတီးမှာလိုအပ်တာအများကြီးရှိတာဖြစ်တယ်ဆိုတော့ကျမတို့တင်နန်းတစ်ခုကိုဒီမှာအတင်းတော်မှာတင်နန်းလုပ်ဖို့ရှိတယ်လို့ကြားတဲ့ခါမှာဦးဆုံးကျမတို့ပါဝင်တဲ့လူကကိုဖြစ်ရအောင်အာမင်နော်ဆိုတော့ကျမတို့ဒီအတွက်ကောင်းကြီးယူရအောင်စိုက်ပျိုးရအောင်နော်အတင်းတော်မှာရှိတဲ့ကဏ္ဍတည်တည်နော်ကျမတို့တင်ရောက်စရာကနော်ဒီဘက်မှာအင်ဝင်ကလေးထွက်ဖို့ရှိတယ်နော်အင်ဝင်ကလေးတရားဟောပဲလုပ်ဖို့ရှိတယ်ဆိုရင်ဦးဆုံးစိုက်ပျိုးတဲ့လူကကိုဖြစ်ပါစေအဲ့ဒီအခါမှာကျမတို့တခြားလူတွေနဲ့မတူညီတဲ့ကောင်းကြီးကိုရမှာဖြစ်တယ်နော်ဒါဝိတ်လိုမျိုးပဲဖခင်ရဲ့အိမ်တော်ကိုဆွဲလန်းတဲ့စိတ်ဖခင်ရဲ့အိမ်တော်အတွက်ပူပန်တဲ့စိတ်နှလုံးကျမတို့ထည့်ထားမှာဖြစ်တယ်ဆိုတော့ဒီနေ့ရအခန်းကြီးခွန်အငယ်နဲ့ကိုဆက်ပြီးတော့ဖတ်ရအောင် Prophet နာတန်ကို ခေါ်၍ကြည့်ရှုလော့ ငါသည်အာဆိုတော့ကျမတို့ဒီမှာပြင်ရတယ်နော်ဒါဝိတ်က तू ကပြောတယ် तू ကတော့အိမ်ကြီးအိမ်ကောင်းမှနေတယ်တဲ့ဒါပေမဲ့ဖခင်သခင်ရဲ့တဲတော်ကကလကာနဲ့ပဲနေရဆို तू အိတ်အတွက်စိုးရိမ်နေပူပန်နေ तू စိတ်မကောင်းဘူးနော်ဆိုတော့ဒီနေ့ကျမတို့ဖခင်သခင်ရဲ့အိမ်တော်အတွက်ဆွဲလန်းပူပန်တဲ့စိတ်ဖခင်သခင်ရဲ့အိမ်တော်အတွက်ပါဝင်ခြင်းနဲ့နှလုံးသားရှိဖို့လိုအပ်တာဖြစ်တယ်ဆိုတော့တင်ဖခင်သခင်ရဲ့အိမ်တော်အတွက်ဆွဲလန်းပူပန်ရင်လေတင်းရဲ့အိမ်မှာရှိတဲ့ပူပန်စရာကိစ္စတွေကဖခင်သခင်ကဖြည့်ရှင်းပေးတော့မှာဖြစ်တယ်အာမင်ဆိုတော့တင်းရဲ့ဖခင်သခင်ရဲ့အိမ်တော်အတွက်တင်ပါဝင်နေဖခင်သခင်ရဲ့အိမ်တော်အတွက်တင်စိုးရိမ်နေဆိုရင်တင်းရဲ့စိုးရိမ်စရာအမှုတွေအားလုံးဖခင်သခင်ရဲ့ဖြည့်ရှင်းပေးတော့မှာဖြစ်တယ်ဖခင်သခင်ကတာဝန်ယူတော့ပေးမှာဖြစ်တယ်အာမင်ဆိုတော့ကျမရဲ့အသက်တာမှာလည်းကျမအများကြီးပဲတင်ယူရတယ်ဆိုတော့ကျမရဲ့ဒီအမှုဆောင်ခြင်းကအခုကျမbusiness လုပ်တယ်စီးပွားရေးလုပ်တယ်ဆိုင်တွေဖွင့်ထားတယ်ဒါပေမဲ့တစ်ပတ်တလန်းကနေကျမဒီ Prophet Joshua ရဲ့ Evangelical Crusade တွေမှာလိုက်ပြီးတော့ဆက်ကတ်တယ်ကျမရဲ့အလုပ်ကအဓိကအလုပ်ကဘာလဲဆိုတော့ဒီလိုခရီးထွက်တဲ့အခါမှာလေရင်လက်မှတ်တွေ Prophet တွေဒီလေရင်လက်မှတ်တွေကားလက်မှတ်တွေ hotel တဲဖို့တွေစားဖို့တောက်ဖို့တွေအကုန်လုံးစီစဉ်ပေးရတာဖြစ်တယ်ပြီးရင်ဒီ Crusade နဲ့အတူလိုက်မဲ့ volunteer တွေเนาะလိုက်ပြီးတော့ပါဝင်ဆက်ကတ်မဲ့လူတွေကိုလူစရင်ကောက်ပေးရတယ်သူတို့တဲဖို့အတွက် hotel တွေစီစဉ်ပေးရတယ်လေရင်လက်မှတ်တွေဖြတ်ပေးရတယ်ဆိုတော့အရန်တာဝန်ကြီးတဲ့အလုပ်ဖြစ်ပါတယ်เนาะလေရင်လက်မှတ်ဖြတ်တယ်ဆိုရင်လည်းကျမတို့အချိန်မားသွားတယ်ရက်မားသွားတယ်ဆိုရင်အဲ့တက်ကကရှုံးရင်ကိုစိုက်ရတာဖြစ်တယ်เนาะဆိုတော့အရန်ဆူတောင်းပြီးမှလုပ်ရတာဖြစ်တယ်ဆိုတော့အဖို့ခအများကြီးပေးရတယ်ကိုတိုင်းနဲ့ဒီ crusade မှာလိုက်တဲ့အခါမှာအဖို့ခအများကြီးပေးရတယ်ကိုရဲ့မိသားစုကိုထားခဲ့ရတယ်ကိုရဲ့သားသမီးတွေကလေးတွေကိုအိမ်မှာထားခဲ့ရတယ်ကိုရဲ့ business တွေကိုထားခဲ့ရတယ်เนาะငွေကြေးတွေကိုတိုင်းကုန်ကြခံပြီးတော့တွားရတယ်เนาะဒီခရီးစရိတ်အတွက်ဘယ်သူမှလာမထုတ်ပေးပါဘူးကိုတိုင်းပဲကုန်ကြခံပြီးတော့တွားရတာဖြစ်တယ်ဆိုတော့ကျမဒီလိုမျိုးအဖို့ခပေးလို့ကုန်ကြခံလို့မိသားစုကိုထားခဲ့လို့ကျမအနောက်မှာဗာလိဟင်သွားတယ်ဖခင်သခင်ကလေဘာတစ်ခုမှမလက်ရင်စေဘူးဖြစ်တယ်အာမင်ဆိုတော့ကျမဆိုင်နေဖွင့်ထားတယ်တခါကျကျမဆိုင်နေပြစ်ပြီးမှတွားရတယ်ဝန်ထမ်းနေနဲ့ထိုင်းမှတွားခဲ့ရတဲ့အခါမှာဖခင်သခင်ကကျမမရှိလို့ဆိုပြီးတော့ကျမဆိုင်ကိုရောင်းအားကြမတွားစေပါဘူးတခါတလေကျမခရီးထွက်တဲ့ချိန်မှာရောင်းအားတွေကပိုတောင်တက်နေတာဖြစ်တယ်အာမင်
ဆိုတော့ကျမတို့ဖခင်သခင်ရဲ့နိုင်ငံတော်ကိုနံပါတ်1မှာထားတဲ့အခါမှာဖခင်သခင်ရဲ့နိုင်ငံတော်ကိုဦးစားပေးတဲ့အခါမှာတင်လုံလို့ရတဲ့အရာထက်ကိုဖခင်သခင်ကောင်းကြီးပေးတဲ့အရာကပို့ပြီးတော့များတာဖြစ်တယ်အာမင်ဆိုတော့ဒီမှာရှိတဲ့အရောက်စီတိုင်းကိုအားပေးခြင်းတယ်နော်ဆိုတော့ကျမတို့အလုပ်လုပ်ဖို့မလိုဘူးလားလုပ်ဖို့လိုပါတယ်ကျမတို့ business ပဲလုပ်ဘာပဲလုပ်အမှုတော်ပဲလုပ်စူးစမ်းပြီးတော့လုပ်ရမယ်နော်စူးစမ်းပြီးတော့လုပ်ရမယ်ဒါပေမဲ့စူးစမ်းသမျှအားလုံးကဖခင်သခင်အတွက်ဖြစ်ရမယ်ဖခင်သခင်ကိုနံပါတ်1မှာထားရမယ်နော်ဆိုတော့ကျမတို့ရဲ့အလုပ်တွေရဲ့အရှိမဖခင်သခင်ကိုနံပါတ်1မှာထားဖခင်ရဲ့အမှုကိုအရင်ဆောင်ဖခင်ဘာလုပ်ခိုင်းလဲဆိုတော့အရင်လုပ်တဲ့အနောက်ကအရာတွေအကုန်လုံးကဖခင်သခင်ဖြည့်ပြီးတော့မှာဖြစ်တယ်အာမင်ဆိုတော့ဒါနံပါတ်3ချက်ပြီးသွားပြီပြန်ပြောကြည့်ရအောင်နံပါတ်1ချက်ကဘာလဲဖခင်သခင်ကိုချစ်ရမယ်နံပါတ်2ချက်ကဝိညာဉ်တော်ဥဆောင်ခြင်းကိုခံရမယ်နံပါတ်3ချက်ကဖိုးခပေးရမယ်အာမင်အယံတော်တယ်ဆိုတော့နံပါတ်4နောက်ဆုံးချက်ကိုပြောပြချင်တယ်ကျမတို့ဖခင်သခင်ရဲ့နိုင်ငံတော်ဦးစားပေးရလူဖြစ်ဖို့ဆိုရင်ဖခင်ကိုအကျွင်းမဲ့စိတ်ချယုံကြည်ဖို့လိုအပ်တာဖြစ်တယ်အာမင်ဆိုတော့ကျမတို့လူတစ်ယောက်ကိုမယုံရင်ကျမတို့ဘဝသူ့လက်ထက်မှာပုံအပ်ရဲမလားမပုံအပ်ရဲဘူးနော်ဆိုတော့လူတစ်ယောက်ကိုမယုံမှုဆိုရင်သူ့လောက်ကိုလိုက်နိုင်မလားမလိုက်နိုင်ဘူးဖြစ်တယ်ဆိုတော့ကျမတို့ကိုစိတ်မချတဲ့လူကိုမယုံကြည်တဲ့လူနောက်ကိုအကျွင်းမဲ့လိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့ကျမတို့ဖခင်သခင်ကိုအကျွင်းမဲ့စိတ်ချယုံကြည်ဖို့လိုအပ်တယ်ဘာလို့ဖခင်သခင်ကအရာခက်တိုင်းတတ်နိုင်တယ်ဆိုတော့ကျမတို့ယုံကြည်ရမယ်ကျမတို့လိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးမယ်ကျမတို့ဒီအောင်မြင်ခြင်းကြွယ်ဝခြင်းဖခင်သခင်ပဲပေးပိုင်တယ်ဆိုတာကျမတို့ယုံကြည်ရမယ်ဆိုတော့အီလိရှဲရဲ့အသက်တာကိုကြည့်တဲ့အခါမှာနော်အေလိယသူ့ခေါ်တဲ့အခါမှာနော်မင်းငါနောက်ကိုလိုက်ခဲ့လို့ပြောတဲ့အခါမှာဆရာကျွန်တော်ဘယ်နေရာမှာနေရမှာလဲကျွန်တော်နေရမယ့်အိမ်ကအခန်းကောင်းရဲ့လားနော်ကျွန်တော်ဘယ်မျိုးကိုလိုက်ရမှာလဲကျွန်တော်နေရမယ့်နေရာကအစားအသောက်ကောင်းရဲ့လား तू မေးလား तू မမေးဘူးဖြစ်တယ် तू စိတ်ချယုံကြည်ပြီးတော့ तू ပုံအပ်ပြီးတော့လိုက်တာဖြစ်တယ်ဆိုတော့တခါတလေကျမတို့အသက်တာမှာလေဖခင်နောက်ကိုလိုက်တဲ့အခါမှာအရင်ကြီးတိဖို့မလိုပါဘူးအရင်ကြီးတက်ဖို့လည်းမလိုပါဘူးနော်ဆိုတော့အရင်ကြီး professional ဖြစ်နေဖို့လည်းမလိုဘူးကျွန်တော်ကဒါမတက်လို့ကျွန်တော်မှဒါမရှိလို့ကျွန်တော်ကညင်နေတယ်เนาะမောရှိပြောသလိုပဲကျွန်တော်ကစကားအားတဲ့လူဖြစ်တယ်ဒါပေမဲ့ဖခင်တခင်မောရှိကိုကြီးမားစွာနဲ့တုံးတာဖြစ်တယ်ဆိုတော့ကျမတို့အသက်တာမှာအရင်တိမှအရင်တက်မှเนาะအရင်ကြီး professional ဖြစ်မှဖခင်တခင်တုံးတာမဟုတ်ပါဘူးကျမတို့နှလုံးသားကိုကြည့်ပြီးတော့ဖခင်တခင်တုံးတာဖြစ်တယ်အာမင်ဆိုတော့ကျမတို့နှလုံးသားကဖခင်သခင်အတွက်အကျွင်းမဲ့ဖြစ်ရမယ်ဖခင်သခင်အတွက်အဖို့ခပေးခြင်းနဲ့နှလုံးသားရှိရမယ်ဆိုရင်ဖခင်သခင်အတင်ကြီးမားစွာတောင်းမှာဖြစ်တယ်အာမင်ဆိုတော့ကျမလည်းဒီဖခင်ရဲ့နိုင်ငံတော်မှာအမှုဆောင်တဲ့အခါမှာကျမဒီ crusade တွေလိုက်တဲ့အခါမှာကျမထက်တော်တဲ့လူတွေကျမထက်ပညာတတ်တဲ့လူတွေအင်္ဂလိပ်လိုလည်းကျမထက်အများကြီးကျွမ်းအရန်ကျွမ်းတဲ့လူတွေအများကြီးရှိပါတယ်ဒါပေမဲ့ဖခင်သခင်ကကျမဘာလို့ရေးချပြီးတုံးလဲဆိုတော့ကျမအဖိုးခပေးမယ်ဘလောက်ပဲအဖိုးခပေးရအဖိုးခပေးမယ်တခါတလေကြာရင်မျက်ရည်ကြားရတဲ့အချိန်တွေရှိပါတယ်နော်တခါတလေဖျားနောက်ကိုလိုက်တဲ့ခါမှာမျက်ရည်ကြားရတဲ့အချိန်ရှိတယ်နော်ကိုမလှုပ်ချင်မနဲ့လှုပ်ရတဲ့အချိန်တွေရှိတယ်ကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ခွန်အားတွေကိုယ့်ရဲ့အစွမ်းစားတွေကိုယ့်ရဲ့ငွေကြေးတွေအဖိုးခပေးရတဲ့အချိန်ရှိတဲ့ခါမှာကျမပြောတယ်ဘုရားသခင်ကျမနောက်မဆုတ်ဘူးတခါတလေနောက်ဆုတ်ချင်တဲ့နှလုံးသားရှိရင်တော့ကျမပြန်ပြီးတော့ဆုတောင်းတယ်ဘုရားသခင်ကျမနောက်မဆုတ်ဘူးဘုရားခိုင်းထားတဲ့အရာကိုကျမအဆုံးတိုင်အောင်လုပ်မယ်ဆိုပြီးတော့လုပ်တဲ့အခါမှာဘုရားသခင်ကတဆင့်ချင်းအလာတာဖြစ်တယ်နော်ဆိုတော့ကျမရဲ့ဝိညာဉ်ကောင်းဆောင်ကျမရဲ့ဝိညာဉ်ဖခင်နောက်ကိုလိုက်တဲ့အခါမှာဆလိုက်တော့ကတော့တတိလေးပဲဖြစ်တယ်နော်ကျမတို့ဆလိုက်တော့ကတကယ်ကိုနဲ့တတိလေးတွေတွားရတာဖြစ်တယ်အေယာဝတီတိုင်းတို့နော်ဒီကျုံပြောတို့တောင်ငူတို့ပြီးတချို့မြို့တွေဆိုတင်တို့တော့မကြားဘူးပါဘူးเนาะတချို့မြို့နာတချို့ကားမပေါက်ဘူးဆက်လိန်နဲ့တွားရတဲ့နေရာတွေရှိတယ်လွန်ခဲ့တဲ့2နှစ်3နှစ်ကျမတို့စသွားတော့ငါဆိုရင်တကယ်ကိုရွာတိတ်တိတ်လေးเนาะအဲစင်ကိုပေပါပုံးပေါ်မှာစင်ထိုးပြီးမှစပြီးတော့တရားဟောတဲ့ချိန်เนาะမိုက်တွေဆိုလည်းကောင်းကောင်းမရှိဘူးဒါပေမဲ့ဖခင်သခင်ကလေဒီ prophet Joshua ရဲ့ကသူတစ္ဆာရှိနဲ့လုပ်တဲ့အခါမှာတဆင့်ပြီးတဆင့်အပ်လာတာဖြစ်တယ်။စတော့ကတော့ရွာတွေမြို့အသေးတွေပေးတယ်။ဒါပေမဲ့အခုချိန်မှာပါပေးလဲတကယ်ကိုမြို့ကြီးတွေပေးတယ်ပြီးရင်နိုင်ငံတကာကိုဖျားအပ်လာတာဖြစ်တယ်။အခုဆိုရင်မလေးရှားမှာလည်းအများစွာ crusade တွေလုပ်တယ်ဆိုတော့ဒီထိုင်းမှာလည်းလုပ်တယ်ဒီလွန်ခဲ့တဲ့အပတ်ကပဲကျမတို့ကပါအိန္ဒိယကနေပြန်လာတာဖြစ်တယ်နော်အိန္ဒိယမှာသွားတဲ့ခါမှာလည်းဘာတွေ့ရလဲဆိုတော့အိန္ဒိယလူတွေများစွာဘုရားသခင်ကိုအရန်ချစ်ကြတာကိုတွေ့ရတယ်နော်ဆိုတော့ကျမတို့ဒီလိုအသင်းတော်မှာသွားတဲ့ခါမှာလူသိန်းရှိတဲ့အသင်းတော်နော်စဉ်းစားကြည့်နော်လူသိန်းရှိတဲ့အသင်းတော်တကယ်ကိုမျက်စိကြည့်လိုက်ရင်ဒီလိုမျိုး
ဒီလိုမျိုးဝေးချရတာဖြစ်တယ်နော်လူများဆိုတာကဖခင်သခင်ကိုချီးမွမ်းတယ်ကိုးကွယ်တယ်ဖခင်မျက်နှာကိုရှာတာကိုတွေ့ရတယ်နော်ဆိုတော့ကျမတကယ်ကိုခွန်အားရတယ်တကယ်ကိုအားကြတယ်ကျမတို့မြန်မာနိုင်ငံမှာလည်းတရက်လူတိန်းချီဖခင်ကိုဝတ်ပြုကိုးကွယ်တဲ့နေရာပေါ်လာဖို့ကျမဆုတောင်းတယ်ဖြစ်လာမယ်လို့လည်းယုံကြည်တယ်အာမင်ဆိုတော့အဲ့လိုဖြစ်လာဖို့ကျမတို့အရောက်စီတိုင်းကစိုက်ပျိုးရအောင်ပါဝင်ရအောင်အဖို့ခပေးဖို့လိုအပ်တာဖြစ်တယ်အာမင်ဆိုတော့ဖခင်သခင်ကလေလူတယောက်ကိုသူအပ်မယ်ဆိုရင်တခါတည်းအကြီးကြီးမအပ်ဘူးဖြစ်တယ်နော်ဖခင်သခင်တင့်ကိုကောင်းချီးပေးမယ်ဆိုရင်လည်းတခါတည်းအကြီးကြီးပေးချင်မှပေးတာဖြစ်တယ်တင်းလေးကနေစပြီးတော့သူအရင်ပေးတာဖြစ်တယ်အဲ့တင်းလေးကိုဖခင်သခင်ကသူစစ်ပါတယ်တင်းဒီအပေါ်မှာဘလောက်ထိတစ္ဆာရှိတယ်လဲတင်းဒီအပေါ်မှာဘလောက်ထိနှလုံးသားထည့်ပြီးတော့လုပ်တယ်လဲဘလောက်ထိနှလုံးသားတွန်းလောင်းပြီးတော့လုပ်တယ်သူအရင်စစ်တာဖြစ်ပါတယ်နော်ဒီဆောင်ဝင်းပွဲကိုကျမတို့အောင်တယ်နော်အမှုရာတင်းလေးတီးပြီးမဲ့လေကျမတို့နှလုံးသားအကျွေးမဲ့နဲ့တွန်းလောင်းပြီးတော့လုပ်တယ်ဆိုရင်ဖခင်သခင်အတင်းတဆင့်ပြီးတဆင့်ကြီးတော်မူလေအမှဖြစ်တယ်အာမင်ဆိုတော့ဖခင်သခင်ရဲ့နိုင်ငံတော်မှာကျမတို့အကျွေးမဲ့ပါဝင်ဖို့လိုအပ်တယ်ဆိုတော့ကျမတို့ဒီ၄ချက်ရှိသွားပြီဆိုတော့နောက်ထပ်ဖခင်သခင်ကိုဦးစားပေးတဲ့လူတွေရတဲ့ကောင်းချီးမင်္ဂလာကျမပြောပြချင်တယ်။တော့ဒါအရင်ရေးကြီးတဲ့အချက်တွေဖြစ်တယ်။ကျမတို့ဖခင်သခင်မှာနိုင်ငံတော်မှာပါဝင်ရမယ်စိုက်ပျိုးရမယ်အဖို့ခပေးရမယ်ဒီအရာတွေသိပြီးဆိုရင်အဖို့ခပေးပြီးရင်လည်းကျမတို့ဘာကောင်းချီးရမှာလဲเนาะကျမ်းစာတူတူဖတ်ရအောင်တရားဟောရခြင်းအခန်းကြီး၈အငယ်၁၈ကိုဖတ်ရအောင်တင်ဤဖခင်သခင်သာဝရဖခင်ကိုတော့အောင်မေးရမည်အကြောင်းမူကားတင်ဤဘိုးဘေးတို့အားကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကိုယနေ့ကဲ့သို့တည်စေလိုသောငါစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုဖျားသခင်ပေးတော်မူ၏အာမင်ဆိုတော့ဖျားသခင်ကိုပဲဦးစားပေးရှာတဲ့လူဖျားသခင်ကိုပဲနှလုံးသားထဲမှာအောင်းမိတဲ့လူကပါလေစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုရတာဖြစ်တယ်နော်တင်းရဲ့လောက်အခါတစ်လောက်3သိန်းဖြစ်မယ်တင်းရတဲ့ဝင်ငွေကတစ်လောက်5သိန်းဖြစ်မယ်10သိန်းဖြစ်မယ်ဒါပေမဲ့ဖျားသခင်ကောင်းချီးပေးတဲ့အခါမှာတင်တက်မှတ်ထားတဲ့ limit ထက်ကိုဘုရားသခင်ကပို့ပြီးတော့ကောင်းချီးပေးမှာဖြစ်တယ်အာမင်ဆိုတော့ဘုရားသခင်ကောင်းချီးကိုကျမတို့ယုံရအောင်ကျမတို့ရတဲ့ဝင်တဲ့ဝင်ငွေပေါ်မှာပဲ limit လုပ်ပြီးတော့အသက်မရှင်ပါနဲ့ဘုရားသခင်ကိုအကျွေးမဲ့စိတ်ချပြီးတော့ယုံကြည်ရအောင်ဆိုတော့နောက်ထပ်တရားဟောရခြင်းအခန်းကြီး6အငယ်7 7ကိုတူတူကဖတ်ရအောင်သင်မတီသောမြို့ကြီးမြို့မြတ်တို့ကို၎င်းသင်မဖြည့်ပဲကောင်းသောအရာနှင့်ပြည့်သောအိမ်တို့ကို၎င်းသင်မတူးသောရေတွင်းတို့ကို၎င်းသင်မဆိုင်ပြူသောစပည့်ရေဥယျာဉ်နှင့်သံလွင်ပြင်တို့ကို၎င်းသင်အားပေးခြင်းကသင်၏အဘအာဗြဟံဣဇက်ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်သို့သင်၏ဖျားသခင်ထာဝရဘုရားသည်သင်ကိုဆောင်သွင်းတော်မူ၍သင်သည်ဝါစွာစားလျက်နေရသောအခါစနစ်ဆက်ဖက်ရအောင်စနစ်ဆက်တော့ကိုကြုံခံရာအေဂုတ်တုပြည်မှသင်ကိုကဲနှုတ်ဆောင်ယူခဲ့သောထာဝရဘုရားကိုမမေ့လျော့မည်အကြောင်းကိုတတိပြုလောသင်ဤဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်နာမတော်အားဖြင့်လည်းကျင့်ချင်းကိုပြုရမည်အာမင်ဘုရားသခင်ရဲ့ကောင်းကြီးကဘယ်လောက်ထိကောင်းလဲဆိုတော့တင်မဆိုင်ပဲနဲ့တင်စားရမှာဖြစ်တယ်တင်မတူးတဲ့ယူတွေကိုတင်တောက်ရမှာဖြစ်တယ်အာမင်ဆိုတော့လူရဲ့လောကီတဘာဝတရားအရာစဉ်းစားမယ်ဆိုရင်ကျမတို့မဆိုင်ရင်ကျမတို့စားရမလားစားရဖို့မဖြစ်နိုင်ဘူးကျမတို့တရက်8နိုင်အလုပ်လုပ်မှပဲကျမတို့လစာဒီလောက်ရမယ်ကျမတို့ဝင်ငွေဒီလောက်ရမယ်ကျမတို့အဲ့လိုစဉ်းစားထားပြီးမယ်ဒါပေမဲ့ဘုရားသခင်ရဲ့ကောင်းကြီးရောက်လာတဲ့ခါမှာတင်မဆိုင်ပဲနဲ့လည်းတင်စားရမှာဖြစ်တယ်တင်လုပ်ငန်းမလုပ်တဲ့နေရာကနေရတယ်တင်စ조사အားထုတ်မှုမလုပ်တဲ့နေရာကနေလည်းဘုရားသခင်တင်ဝင်ငွေဝင်စေမှာဖြစ်တယ်ဆိုတော့ကျမတို့အသက်တာကျမတို့ဝင်ငွေတွေကျမတို့ရဲ့ကောင်းကြီးတွေကို limit မထားပါနဲ့ဘုရားသခင်ရဲ့ပေးတဲ့ကောင်းကြီးကအကန့်အသတ်မဲ့ဖြစ်တာဖြစ်တယ်ဆိုတော့ကျမတို့လုပ်ရမယ့်အရာပါလဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုပဲဦးစားပေးပြီးတော့ရှာဖွေဖို့ဖြစ်တယ်အာမင်ဆိုတော့ကျမတို့ဘုရားသခင်နိုင်ငံတော်ပဲဦးစားပေးပြီးတော့ရှာတဲ့အခါမှာတခါတလေတင်အရင်မထုံရဘဲနဲ့တောင်တင်ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ရတဲ့ကာလတွေရောက်လာမှာဖြစ်တယ်အာမင်ဆိုတော့တခါတလေကြာရင်လေကျမတို့လူတွေကဘာလဲဆိုတော့စီးပွားရေးတစ်ခုကိုလုပ်မယ်ကိုယ်ပိုင် business တစ်ခုကိုစမယ်ဆိုရင် business တစ်ခုကိုစချင်တယ်ဒါပေမဲ့ဒီဟာမြက်မယ်တော့ထင်တယ်မြက်မလားမမြက်မလားဘူးလားတော့မသိချဘူးအဲ့လိုမျိုးမြက်တလားမမြက်ဘူးလားမသိချတဲ့လုပ်ငန်းမှလောင်ကျမတို့ပတ်စံချီးပြီးတော့လုပ်ရဲတယ်ဆိုရင်ဖခင်သခင်ရဲ့နိုင်ငံတော်ကတိတ်ချပေါက်ရဲ့အမျက်ရမှာဖြစ်တယ်အာမင်ကျမတို့အဲ့ဒီနှလုံးသားရှိရအောင်เนาะဆိုတော့ကျမပြောတာသဘောပေါက်စေချင်တယ်ဆိုတော့ဖခင်သခင်ရဲ့နိုင်ငံတော်ကတိတ်ချပေါက်အမျက်ရတဲ့နိုင်ငံတော်ဖြစ်တယ်တေချာပေါက်အမျက်ရတဲ့ kingdom ဖြစ်တယ်တ
တင်စိုက်ပြောရင်စိုက်ပြောတာတဲ့အစပေါင်းများစွာရမှာဖြစ်တယ်နော်တခါတလေကျမတို့စီးပွားရေးလုပ်မယ်ဆိုမထင်မှတ်တဲ့အရာတွေကြောင့်စီးပွားရေးကဆုံးရှုံးနိုင်တယ်ဒါပေမဲ့ဖခင်သခင်ရဲ့နိုင်ငံတော်မှာစိုက်ပြောတယ်ဆိုရင်များစွာပြန်ရိပ်ရမှာဖြစ်တယ်နော်ပြီးနောက်တစ်ခုပါလဲကျမတို့ဥမာမိသားစုမှာအမှုရေးရကြုံလာတယ်ထားလိုက်ပါတော့မောမိသားစုမှာတယောက်ကနေမကောင်းတာတို့တယောက်ကအဆီဒန့်ဖြစ်တာတို့နော်မတော်တဆတယောက်ကစေယုံတက်ရမယ့်အခြေအနေရောက်လာရင်ကိုယ့်အိမ်မှာလဲနော်စေခန်းပြစရာပတ်စံမရှိဘူးစေယုံတက်စရာပတ်စံမရှိဘူးဆိုရင်ကိုယ့်အိမ်မှာမရှိတာထုတ်ခွဲပြီးတော့ရောင်းချကြတယ်လေဟုတ်လားနော်စေယုံတက်ဖို့ကအရေးကြီးတယ်သူ့ယောဂကိုယ့်ဘဝအရေးကြီးတယ်နော်ဆိုတော့မရှိတာကိုထုတ်ခွဲပြီးတော့ရောင်းချပြီးတော့ဒီအရာအတွက်ကျမတို့စေကူတာစီရှာကြတယ်ဖခင်သခင်ရဲ့နိုင်ငံတော်မှာလည်းကျမတို့အဲ့လိုမျိုးထိပေးရဖို့လိုအပ်တာဖြစ်တယ်အာမင်နော်ကျမတို့အရေးကြီးလာရင်ကြီးလာတယ်လို့မျိုးဖခင်သခင်စကားပြောလာရင်ပြောလာတယ်လို့မျိုးကျမတို့ရှိတဲ့အရာအားလုံးကိုဖခင်သခင်ကိုတွန်းလောင်းပြီးတော့ပေးရမှာဖြစ်တယ်အာမင်ဆိုတော့ကိုယ့်ရဲ့အမှုအရာတွေအတွက်ပဲကျမတို့ဦးစားပေးနေဖို့မဟုတ်ဘူးဖခင်ရဲ့နိုင်ငံတော်ကိုကျမတို့နံပါတ်1မှာဦးစားပေးရအောင်တင်ဦးစားပေးတဲ့အခါမှာတင်သူများနဲ့မတူတဲ့ကောင်းကြီးရမှာဖြစ်တယ်။သူများမလုံနိုင်တဲ့အရာကိုတင်လုံနိုင်မှာဖြစ်တယ်။သူများမရောက်တဲ့နေရာကိုတင်ရောက်မှာဖြစ်တယ်။ဆိုတော့ကျမတို့အဖို့ခပေးဖို့တဲ့ဝင်မလေးပါနဲ့နော်။ဖခင်သခင်ကိုချစ်ရမယ်နော်။တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝရမယ်။ဖခင်သခင်တို့အဖို့ခပေးရမယ်။ဖခင်သခင်ကိုနှလုံးသားအချင်းမဲ့စိတ်ချယုံကြည်ဖို့လိုအပ်တယ်။အာမင်။ဆိုတော့ဒီနေ့နှုတ်ကပတ်တော်အပြင်အရောက်စီတိုင်းခွန်အားရမယ်လို့ယုံကြည်တယ်။ဒီချိန်မှာကျမတို့အရောက်စီတိုင်းကိုစက္ကန့်စီခြင်းနဲ့ကျမတို့အတူတကွမတ်တက်ရအောင်အခုနတခြင်းနဲ့ပြန်ပြီးတော့ချီးမွမ်းရအောင်ဆိုတော့တခြင်းဆိုဖို့ဖိတ်ခေါ်တယ်ဒီဆီယမနဲ့ Grace ကိုဖိတ်ခေါ်တယ်။